အဖျားပြာတောင်သူစိုက်ခင်ရှူခင်းတွေကစွာပြာဖူးလိုက်စမ်းမဖူးမျိုးသူအပေါင်းဘီဘီယာဝီကွာချမ်းမာစီကြောင့်ဆူတောင်းအဖျားပြာကြောင်းလေးလေးကတက်လိုက်စမ်းမမန္တရာလီပေါ်မှာအသေးရစီတာပေးမများနေပြန်အကယ်လေးတို့ရာကုချစ်သူရွှေလက်တွေရေးရေးသာရှောင်းလန်းရသည်သာယာရွှေလန်းကျွန်တော်တို့ရဲ့ຫນွေရင်ရွာလေးမှာအလှတရားတွေစုဝေးရຫນွေရည်ကြည်ရွာပါတရားတရားတွေရွှေလန်းတာຫນွေရည်ကြည်ရွာပါဒီသက်ထွက်ကုန်ပေါ်ကြွေတာຫນွေရည်ကြည်ရွာပါအတွေ့မမနေပြန်ဖျားဘူးတို့ရာမဟာဝိဇယမြတ်စွာဘုရားဖူးမြော်ရအောင်ရဝေးယနီကြွရောက်ကြစီရာလာလာကျွန်တော်တို့ຫນွေရရွာတာယာဘုံအကြောင်းပြောပြလို့မကုန်နိုင်အောင်ပါထမ်းပင်ထမ်းတော့လွမ်းမောစရာအဖျားပြာတောင်သူစိုက်ခင်ရှူခင်းသားတဲ့ကျွန်တော်တို့ຫນွေရောစွာဘုရားဖူးလိုက်စမ်းမဖူးမျိုးသူအပေါင်းဘီဘီယာဝီကွာချမ်းမာစီကြောင့်ဆူတောင်းအဖျားပြာကြောင်းလေးလေးကတက်လိုက်စမ်းမမန္တရာလီပေါ်မှာအသေးရစီတာပေးမများနေပြန်အကယ်လေးတို့ရာကုချစ်သူရွှေလက်တွေရေးရေးသာရှောင်းလန်းရသည်သာယာရွှေလန်းကျွန်တော်တို့ရဲ့ຫນွေရရွာလေးမှာအလှတရားတွေစုဝေးရຫນွေရကြည်ရွာပါတရားတရားတွေရွှေလန်းတာຫນွေရကြည်ရွာပါဒီသက်ထွက်ကုန်ပေါ်ကြွေတာຫນွေရကြည်ရွာပါအတွေ့မမနေပြန်ဖျားဘူးတို့ရာမဟာဝိဇယမြတ်စွာဘုရားဖူးမြော်ရအောင်ရဝေးယနီကြွရောက်ကြစီရာလာလာလာကျွန်တော်တို့ຫນွေရရွာတာယာဘုံအကြောင်းပြောပြလို့မကုန်နိုင်အောင်ပါထမ်းပင်ထမ်းတော့လွမ်းမောစရာအဖျားပြာတောင်သူစိုက်ခင်ရှူခင်း